ကဲဒီနေ့ volunteer လုပ်တဲ့အောင်ဖုန်းတယ်လေးပါလုံးဝငငယ်ရွယ်နဲ့ဒီလိုကူပေးရပါတော့ဆိုတော့ဟဲ့ဒီမှာ volunteer team ကအကုန်လုံးငငယ်လေးတွေပဲနော်အကောင်လုံးကူပြီးတော့ translator လေးလုပ်တယ် volunteer လေးလုပ်တယ်အကုန်လုပ်ပြီးနေပါတယ်ပြီးတော့ပူတင်တင်ကနေပြီးတော့ဖိတ်ခေါ်ရတဲ့သူတို့ရဲ့ cheesy potato ပေါ့နော်သူအာလူးထဲမှာသူ cheese ထည့်ပြီးတော့ကြော်ထားတာပေါ့နော်အဲ့အလေးကိုမုံအနေနဲ့သစားပြပါရဲ့ရှင်ပူလို့ it's hot ပြီးတော့သူတို့ကဒီသူတို့ပူတင်တင်ကသူဟင်းချက်တဲ့သူတွေပါတခါရဲပါလာဆိုတော့သူတို့ချက်တဲ့ဟာတွေပါကိုလိုက်ဆက်စုရပါတော့ဘာကြီးများချက်နေလဲဘယ်လိုမျိုးတွေလုပ်လဲဆိုတဲ့ဟာလေးကိုလိုက်ဆက်စုပါရဲ့သူတီတီချာချာလေးကိုပြင်ဆင်ပြီးတော့လုပ်ပြီးနေတာတွေ့ရအံ့ဩစရာကြီးပေါ့နော်သူတီတီချာချာလေးကိုသူချက်ပြုတ်နေကြဖြစ်ပါတယ်ပြီးတော့ Miss Pro မြန်မာ2025ခီစာလေးနဲ့လည်းတွေ့ခဲ့ပါသေးရဲ့ရှင်သူနဲ့လည်းစကားတွေပြောသူတိချင်တာလေးကိုဟိနည်းနည်းလေးကူပြီးတော့ဖြည့်ပေးဖြစ်တာပေါ့နော်သူကလည်းပြိုင်ပွဲရလည်းတော့ပြန်ရအောင်မှပြီးတော့သူ project တွေလည်းလုပ်နေပြီဆိုတော့ပေါ့နော် supporting ပေးရင်းနဲ့ညီမလေးကိုလည်းတွေ့ခဲ့ပါရဲ့ရှင်ပြီးတော့ဟိနည်းတောက်လျှောက်ပေါ့နော်လူနာတွေရောပြီးတော့ဟိနည်း translation နဲ့ဆက်ပြီးတော့လုပ်ဖြစ်ပါတယ်နေ့လည်လေးရောက်တော့ဟိနည်းပေါ့နော်ဒီဘက် US camp ကို volunteer အနေနဲ့ပြောင်းမှာပေါ့နော်ပြောင်းမှာဆိုပြီးတော့အခုကတော့ဒါ US camp ကိုရောက်လာပါပြီဒါလေးကတော့ဟိနည်းနေ့လည်စာလေးပါရှင့်နေ့လည်စာလေးစာပြီးတော့ဟိနည်း translation လေးဆက်လုပ်ဖြစ်ပါတယ်ရှင်